so many data devices. Now, I can do it. Man, yeah, data problem. So, I canကျွန်တော်တို့ဒီမင်းနဲ့ဒီကြီး60ရာ60ရုပ်ပေါ့60ဓာတ်ပုံအင်းနဲ့ရရင်ကကြံဖွဲ့စည်းလို့လည်းပတ်60ဓာတ်ပုံအင်းမှာဘိုးအောင်ဟုတ်လားโอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်တို့အဲ့ဒါလိုဒီမှာဒီပါကြည့်ပေးကြတော့အမှန်ကြီးတော့ဒီမလေးတဲ့ဘုံလေးမှာဆရာဗျာအားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီနေ့နဲ့လို့ဖွင့်ဆက်ပါပါတယ်ဒီလိုကနာဗျာဒီနေ့မလေးတဲ့ဒေသကြီး60ရာ60မြို့60ဓာတ်ပုံတင်ရပြန်ပန်းရပြန်လို့ပဲနေရပြန်မိုဘိုင်းပုံစံဥပမာဘုံပေါင်းကျင်းပါလေဟိုရဓာတ်ပုံဘလောက်တိုင်ပဲဒုတိယယနေ့ချင်းဖန်စီဖြစ်ပါတယ်ဗျာဒီခုဆိုရင်ကျွန်တော်တို့ယနေ့ကမော်ရဓာတ်ပုံဘလောက်ပြန်ပွဲမှာပထမစုဒုတိယစုတတိယစုတတိယတတိယနဲ့တတိယတုံးလုံးကိုစတင်ကျင်းညာပေးတော်ဖြစ်ပါတယ်ဗျာဆက်ပြီးကျွန်တော်တို့ပထမစုကျွန်တော်60ရုပ်ကိုချူဦးစိန်ချေမှာရရှိတော်ပါတယ်ခင်ဗျာဆက်ပြီးကျွန်တော်တို့ဒုတိယစုကိုတော့နံပါတ်14မန္တလေးမြို့မှာမိမိကိုယ်လေးမှာရရှိတော်ပါတယ်ခင်ဗျာဆက်ပြီးတတိယစုကိုကျင်းညာပေးပါဦးနော်โอเคတတိယစုကိုတော့ဘုံနံပါတ်28တတိယစုရရှိသူကတော့ကိုချင်းပုံအံရောင်မှဖြစ်ပါတယ်ခင်ဗျာဆက်ပြီးလက်သွင်းပြစုကိုစတင်ကျင်းညာပေးပါမယ်ခင်ဗျာလက်သွင်းပြစုကိုတော့စိုးမောင်မောင်စောမန္တလေးမှာရရှိပါတယ်ခင်ဗျာဆက်ပြီးလက်သွင်းပြစုကိုတော့ဟိတ်ထက်တဲ့ဥမှရရှိပါတယ်ခင်ဗျာဒီလိုလက်သွင်းသုံးဖို့တော့ဆိုင်းအောင်ဝိုင်းကျောင်းဆယ်မှာစပူရရှိပါတယ်ခင်ဗျာဒီစပူကြတဲ့ဓမ္မစုဒုတိယစုတတိယစုတိရရှိသူများအားလုံးကအတူကျေးဇူးတည်ရှိဒီဘုံယူဝမ်းမြောက်ပါကြောင်းစုပေးပွဲအခမ်းအနားစီစဉ်ကိုမကြာမီစဉ်တွင်မှာဆက်လက်ကျင်းပပေးတော်မှာဖြစ်ပါကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ